ပကြီးအခဏကိုထွားရလူနော်ပေါင်ချင်းဆို190လောက်ရှိတယ်အဲ့လိုထွားချင်းချင်းလူတော်မှာပကြီးထိုင်ရတာသေးရလို့မခံစားဘူး ရက်ရှည်ပြီးတော့အဲ့လိုမို့ဒီဒူးတွေပါအဲ့လိုရှေ့ရလေးအရင်တိုက်ပြီးကြက်နေပဲထင်တာဒီကားလေးကသေးပေမဲ့ကိုယ်ခန္ဓာကိုယ်နဲ့အရင်နဲ့အဆင်ပြေတယ် ကားလေးကလေအတွင်ခင်းလေးကလည်းတော်တော်လေးကျယ်တယ်မောင်းရတဲ့ feeling လေးကလည်းလေလုံးဝငြိမ်ပြီးတော့ကောင်းတယ် ဒီဘယ်တော့ကားပတ်ကင်လဲလွယ်တယ် ဘိုးထင်တာတဲ့လားကိုတို့အရင်နဲ့ဒီကားလေးနဲ့ဟိုဆို ကျင်းကြက်မယ် တင်းချင်းကြက်မထင်တာအဲ့လိုလည်းမဟုတ်တော့တော်တော်ချောင်းဟိုအခုမှကားစမောင်းမဲ့ဒီမျိုးတွေဆိုရင်ဒီလိုကားလေးနဲ့ပို့ဆင်းတယ် တိတိလေးဆိုလဲပါကင်နေပါလေကွာအဆင်ပြေရပါကင်နေပါထိုးရတယ် တော့လည်းဆင်ပြေတယ်နောက်တစ်ချက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘတ်ဂျက်တက်တာတယ်စီကားဆိုလို့ရှိရင်ကျွန်တော်တို့စီထည့်လို့ရှိရင်အိတ်ထက်စိုက်နေရတာလေ postcard မပါတဲ့အတွက်ပကြီးကားတော်လေးကိုကင်ပြီးတော့ကားကောင်းနဲ့ဝင်လိုက်ပြီဆိုတာနဲ့စနူပီတာဖြစ်သွားအဲကွန်းကလည်းဖွင့်လိုက်ပြီဆိုတာနဲ့9ထိရတာဖြစ်တဲ့အတွက်အရန်ဆင်ပြေတယ် ဒီက EV ကားဖြစ်တယ်စီစားလဲတက်တာတယ်ပြီးရင်တော့မောင်းရတာလဲပေါ့ပေါ့ပပလေးနဲ့အရန်အဆင်ပြေရ ဒီကားလေးကပကြီးတို့အားတစ်ခါလေးတွင်းထားရုံနဲ့ဒီမျိုးတွေနဲ့အနီးပတ်ဝန်းကျင်တွေအားလုံးကိုပကြီးတို့၄-၅ရက်အေးစင်မောင်းလို့ရတယ်